ချေလာစွာသောဓမ္မမိတ်ဆွေညီကိုမောင်နှမများမင်္ဂလာနံနက်ခင်းပါလို့ခရစ်တော်နာမဖြင့်နှုတ်ခွန်းဆက်ပါတယ်ဒီနေ့နှုတ်ကပတ်တော်အဖြစ်ယောမဩရစာအခန်းကြီး15အပိုင်ငယ်30ကနေ12မှာတဖန်လာသည်ကတပါးမျိုးသားတို့သင်တို့သည်ဘုရားသခင်၏လူမျိုးနှင့်အတူဝမ်းမြောက်ခြင်းရှိကြလောဟုလာ၏တဖန်ကလူမျိုးအပေါင်းတို့ထာဝရဘုရားကိုချီးမွမ်းကြလော့လူနွယ်အပေါင်းတို့အလွန်ချီးမွမ်းကြလော့ဟုလာ၏တဖန်ဟေရှာယဆိုသည်ကယေရှဲ၏အမြစ်ပေါက်၍တပါးအမျိုးသားတို့ကိုအုပ်ဆိုးခြင်းမှာပေါ်ထွန်းသောသူဖြစ်လိမ့်မည်ထိုသူကိုတပါးအမျိုးသားတို့သည်ကိုးစားကြလိမ့်မည်ဟုဆိုသည်ပြောပါတယ်ချစ်တော်ဓမ္မမိတ်ဆွေများဒီကနေ့လမ်းပြောက်သူအနေနဲ့အတူခွန်အားယူနိုင်ဖို့ရန်ဖြစ်ပါတယ်လမ်းပြောက်သူဆိုတဲ့နေရာမှာလောကမှာအသက်ရှင်တဲ့အခါမှာလူသည်တခါတလေလမ်းပြောက်တဲ့ကဲ့သို့ဘယ်လမ်းလျှောက်ရမလဲဘယ်လိုလုပ်ရပါမလဲဘယ်လိုအဖြေရှာရပါမလဲဟုဘဝမှာအဖြေရှာမရတဲ့ဥစ္စာတစ်ခုလိုမျိုးလမ်းပြောက်တတ်ပါတယ်ဒါကြောင့်မို့သခင်ယေရှုခရစ်တော်ကပရောဖက်ဟေရှာယအားဖြင့်ဘာပြောသလဲဆိုတော့တဖန်ဟေရှာယဆိုသည်ကယေရှဲ၏အမြစ်ပေါက်၍တပါးအမျိုးသားတို့ကိုအုပ်ဆိုးခြင်းကပေါ်ထွန်းသောသူဖြစ်လိမ့်မည်ထိုသူကိုတပါးအမျိုးသားတို့သည်ကိုးစားကြလိမ့်မည်ဟုဆိုသည်အာကိုအားထားရတွေ့ပြီလို့ပြောလို့ရပါတယ်အဲ့ဒါကယေရှဲရဲ့အမြစ်လို့ပြောပါတယ်ဘု து အားဖြင့်လဲဆိုရင်ယေရှဲရဲ့အမြစ်ယေရှဲရဲ့အမြစ်ဆိုတာဥပမာပေးတာပေါ့နော်ပြောမယ်ဆိုရင်ဥပမာသစ်ပင်တစ်ပင်ကိုကျွန်တော်တို့ခုတ်လိုက်ပေါ့ခုတ်လိုက်တဲ့အခါမှာအငုတ်တိုအထိခုတ်ပလိုက်တာပေါ့ဒါပေမဲ့မကြခင်မိုးတွင်းလည်းရောက်ပေါ့အဲ့ဒီငုတ်တိုကနေအတက်လေးတွေပေါ့ပြန်ပေါက်လာနော်အဲ့ဒါကြောင့်စောစောကယေရှဲရဲ့အမြစ်ဆိုတာကခေါင်းကဒါဝိဒ်ကိုဆိုလိုတာဖြစ်တယ်ဒါဝိဒ်ရဲ့အဖေကယေရှဲနော်ယေရှဲရဲ့သားကဒါဝိဒ်အားဖြင့်ခုနကခရစ်တော်ပေါ်ထွန်းလာမဲ့လမ်းကြောင်းနော်ဓမ္မလမ်းကြောင်းကြီးကတခါတည်းထင်းကနေကိုမြင်နေရတာပေါ့ပြောချင်တော့မေရှိယကယ်တင်ရှင်ယေရှုခရစ်တော်ဘုရားပေါ်ထွန်းလာမဲ့လမ်းဆိုတော့အဲ့လမ်းကြောင်းကြည့်တဲ့အခါမှာယေရှဲကနေဒါဝိဒ်ရဲ့အမျိုးနွယ်ကနေဆင်းလာလိုက်တာနောက်ဆုံးမှာခရစ်တော်ပေါ်ထွန်းလာတဲ့အချိန်ထိနောက်ဆုံးမှာဒီကနေ့ကမ္ဘာလူသားများအားလုံးမျော်လင့်ရာလမ်းပြောက်သူများအတွက်မျော်လင့်စရာအကြောင်းဖြစ်ပေါ်လာတယ်။ဒါကြောင့်ချစ်တော်ဓမ္မမိတ်ဆွေဒီကနေ့သင်နဲ့ကျွန်တော်ဒီတကယ်တမ်းကျတော့လမ်းပြောက်သူပါ။ကမ္ဘာမှာဟာလာမနေ့ညနေ့လေတနတ်စားနနတ်စားတညအိတ်နောက်နေ့အလုပ်ပြန်ဆင်းတနတ်စားညနေတနတ်စားဒါမှမဟုတ်နေ့လေတနတ်စားသုံးနတ်စားတညအိတ်ဒါနဲ့တည်းဂျက်အေးတို့အမေရိုက်တယ်လို့မျိုးပေါ့နော်ဒါနဲ့ပဲလက်ပါပြေးပြေးနဲ့တလတစ်နှစ်အသက်တရာကြီးရင်လာတော့ကြီးရင်လာကျွန်တော်ဆိုတစ်ချိန်ကအသက်20လောက်မှာဟာတခါတည်းနော်ရန်ကုန်မြို့လယ်မှာရှောက်သွားဟာပျော်လိုက်တာနော်အသက်ကလည်းငယ်တော့ငယ်ကုန်ရှိတယ်လေ63 4တဲ့ရောက်တော့ငယ်ကုန်မရှိတော့ဘူးလေငယ်ကုန်မရှိတဲ့အခါမှာပြန်နောက်ကျောင်းပြန်လဲကြည့်တဲ့အခါမှာခဏလေးပဲခဏမှတကယ်ခဏကလေးမျက်စိတမိတ်ကလေးပဲနော်နှစ်ပေါင်း40ကြော်ကခဏလေးပဲနှစ်ပေါင်း40နဲ့5နှစ်ဝန်းကျင်ခဏလေးဘုံလုံးကဆိုကျွန်တော်မှတ်မိတယ်4ဘိန်းနေ3ဘိန်းနေသွားတဲ့ခက်ဟလာအင်းစိန်နဲ့စူးလီသွားတာတော့မှ4ဘိန်းက18ကျပ်ဟလာညအချိန်ပြန်ရင်တော့မှ20 23ကျပ်တခါလေးကျဘူရာကြီးကနေဆင်းအင်းစိန်အထိဆိုဘယ်လောက်လဲခေါ်ကြတယ်ဆို25ကျပ်ပေးပါ4ဘိန်း3ဘိန်းဆို20 3ဘိန်းကဈေးသက်ပါဆိုတော့ဟမ်းမီလေးတွေပေါ့ပြန်မှတ်မိတာချစ်တော်ဓမ္မမိပြောချင်တာကလူဘဝဒီအမတန်မှတိုးတယ်အမတန်မှအခိုးပွေလို့ပြောတယ်ကျမ်းစာနော်နှုတ်ကပတမကျမ်းစာတော်များမှာဘုရားသခင်ကလူဒီအခိုးဝင်ဒီနေ့မြက်ပင်မြက်ပွင့်နဲ့တူတယ်ပန်းပွင့်လို့ပဲဒီနေ့နေထွက်တော့လမ်းတယ်နေ့ခင်းလောက်ကျပြန်ကြည့်လိုက်ရင်မလန်းတော့ဘူးထို့နည်းတူပါပဲလူဘဝဆိုတာနော်ဒါပေမဲ့လမ်းပြောက်သူအနေနဲ့တော့လမ်းစာကပါလေပရောဖက်ဟေရှာယပြောတာပါလေယေရှဲရဲ့အမြစ်ပေါက်၍တပါးအမျိုးသားတို့ကိုအုပ်ဆိုးခြင်းကပေါ်ထွန်းသောသူဖြစ်လိမ့်မည်
ခရစ်တော်ကိုဒီယုံနာဖြစ်တယ်ချစ်တော်ဓမ္မမိတ်ဆွေတကယ်တမ်းကျတော့ကျွန်တော်တို့ ਨੇ ယထာတလံသံတလံနော်ဗရာတလံပဲပြောချင်တာကအဲ့ဒီကောင်းကြီးမင်္ဂလာကဣသရေလလူမျိုးတွေဟူသောဣသရေဂျူးလူမျိုးတွေအတွက်ဖြစ်တယ်မေရှိယဆိုတာနော်မေရှိယကက်တင်ရှင်ဆိုတာကဂျူးလူမျိုးအတွက်ဆင်းကြွလာဒါပေမဲ့ဂျူးတွေကတကယ်ကိုဘုရားကိုနားမထောင်တဲ့လူဘုရားသခင်သူတို့ကိုအင်မတန်ချစ်တယ်ဘုရားသခင်သူတို့အင်မတန်မှပစားပေးတယ်ဘုရားသခင်သူတို့ကိုအင်မတန်မှမျက်နှာသာပေးတယ်သူတို့ကငါတို့ကဂျူးလူမျိုးဆိုတော့ဘုရားလူမျိုးပေါ့ဟာလားဟိုးဟိပြဲကနေစပြီးတော့မှဟာလားကဘာဦးကနေစပြီးတော့ဆင်းလာလိုက်တာငါတို့ကဘုရားလူမျိုးပေါ့မာမာနထောင်နော်ဘုရားလူမျိုးကမာမာနထောင်ရင်းနဲ့ဘုရားသခင်စေလွတ်လိုက်တဲ့ကက်တင်ရှင်သခင်ယေရှုခရစ်တော်ဘုရားကိုတော့မှသူတို့ကဘုရားမဟုတ်တယ်လို့သူတို့ခံယူလိုက်တာမှတ်ယူတာဘုရားမဟုတ်ဘူးမျော်လင့်နေတော့ဒီကနေ့တိုင်အောင်မေရှိယကက်တင်ရှင်မျော်လင့်နေတော့ဒါကြောင့်နှစ်ချင်းဆရာယောဟန်ကသူ့ရဲ့တပည့်တယောက်ကိုဆေလွတ်ပြီးတော့သခင်ကိုသွားမေးပါမေရှိယဟုတ်သလားဒါမှမဟုတ်နောက်ထပ်တယောက်ကြွလာမဲ့သူကိုမျော်လင့်ရအောင်မလားသွားမေးခိုင်းတယ်သခင်ရှုခရစ်တော်အနားရောက်တော့သခင်ကိုရောယောဟန်ကြီးကမေးတယ်သခင်ကကြွလာတော့သူမှန်သလားဒါမှမဟုတ်ရင်နောက်ထပ်ကြွလာမဲ့သူကိုကျွန်တော်တို့မျော်လင့်ရအောင်မလားလို့မေးခိုင်းတယ်ဟေးပြန်ပြောလိုက်တဲ့နှစ်ချင်းဆရာယောဟန်သွားငါအကိုပေါ့နော်ငါအကိုယောဟန်ကြီးကိုပြန်ပြောလိုက်ကွာဟုတ်လားမျက်စိကန်းသူမြင်ပြီးချိန်မစွမ်းသူလမ်းလျှောက်ပြီးသေသူထမြောက်ပြီးစကားမပြောနိုင်တဲ့သူစကားပြောနိုင်ပြီနော်ပြောချင်တာကယောဂဗျာဘေးတွေခံစားတဲ့လူအလုံးထမြောက်နေပြီဆိုတော့ပြန်ပြောလိုက်လို့ပြောပါတယ်ဘာလို့လဲဆိုတော့သခင်ယေရှုခရစ်တော်ရဲ့အကိုဝမ်းကွဲတော်သူနှစ်ချင်းဆရာယောဟန်နော်တမန်တော်ယောဟန်မဟုတ်ဘူးနော်နှစ်ချင်းဆရာယောဟန်ကိုယ်တိုင်ကညီတော်ခရစ်တော်ကိုသူဟာတန်တရားစိတ်တော်ဝင်နေတာဒါလည်းအပြစ်ပြောစရာမရှိပါဘူးဒါကြောင့်ဂျူးလူမျိုးတွေကတကယ်ကိုနောက်ဆုံးမှာမေရှိယကြွလာတော့သူတို့လက်မခံတော့ကောင်းကြီးမင်္ဂလာမြားကတပတ်အမျိုးသားကပောင်းမှာရှိသမျှဂျူးလူမျိုးမှာဟုတ်တဲ့သူအားလုံးပေါ်ရောက်သွားတယ်အဲ့ကောင်းကြီးကဒါကြောင့်ချစ်တော်ဓမ္မမိတ်ဆွေဒီကနေ့ယောမဩရစာခန်းကြီး15အပိုင်းနဲ့နော်10 12ကနေကျွန်တော်ကြည့်တဲ့အခါမှာဘာတွေ့ရလဲဒီနေ့တပတ်အမျိုးသားတို့ကိုးစားစရာအကြောင်းဖြစ်လိမ့်မယ်သင်ဘဝမှာလမ်းပြောင်းနေသလားချစ်တော်မိတ်ဆွေညီကိုမောင်မတို့ခရစ်တော်၌မိသားစုတို့တခါတည်းသင်ဒီခရိယန်ဖြစ်နေပေမဲ့သင်ဒီလမ်းပြောင်းတဲ့ချိန်ရှိကောင်းရှိမှာပါနော်သင်နှစ်ချင်းခံပြီးပြီမှန်တယ်ခရိယန်ဖြစ်တယ်မှန်တယ်ဒါပေမဲ့သင်ဘဝမှာလမ်းပြောင်းနေဒီကနေ့သင်ကိုအကောင်းဆုံးလမ်းပြမယ်ရှင်သင်အားကိုးအားထားမယ်ရှင်ကစောကယေရှဲရဲ့အမြင့်နော်ယေရှဲရဲ့အမြင့်ကနေဟာလားပေါက်လာမယ်ခုနကခရစ်တော်ယေရှုဖျားကိုသင်ပြီးအားကိုးလိုက်ပါသင်ရဲ့ဘဝဟာလားသင်ရဲ့ဘဝခြေစုံပြစ်ပြီးအားကိုးလိုက်ပါသင်ရဲ့ဘဝထူးခြားလိမ့်နော်အောဘွေရာစောယေရှဲရဲ့အမြင့်ပေါက်လာတဲ့ခုနမေရှိယယေရှုခရစ်တော်ဖျားကိုသင်အားကိုးပါနေ့စဉ်ဘဝအသက်တာမှာအားကိုးပါစိတ်ဓာတ်မကြပါနဲ့နော်အားကိုးပါအဲ့ဒီအပေါ်မှာသင်ကိုလမ်းပြပါလိမ့်မယ်။ဒါကြောင့်လမ်းပြောင်းသူအတွက်ကြွလာတော့ယေရှဲရဲ့အမြင့်ကနေပေါက်လာမဲ့ခရစ်တော်ယေရှုကိုအားကိုးပါမေတ္တာဖြင့်ပြန်လည်ဝေငှပါတယ်။သင်ရဲ့ပြောင်းနေသောလမ်းတွေသင်ရဲ့ပေါ်ထုတ်ရမယ့်သင်ရဲ့ဘဝရဲ့အသက်တာပန်းနိုင်အသက်တွေထိုးအရှင်ကအကောင်းဆုံးပို့ဆောင်လမ်းပြပါလိမ့်မယ်လို့အနေနဲ့ဝေငှပါတယ်။အရောက်တိုင်းဖျားကောင်းကြီးပေးပါစေ